for by any tailor မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဆရာလုပ်ပေးသွားချင်တာကတော့ speaking pattern လေးတစ်ခုဖြစ်တဲ့ I'm bad အသုံးပြုပုံလေးပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးအသုံးဝင်တဲ့ speaking pattern usage နဲ့ grammar video လေးတွေကိုကြာခဏတင်ဆက်ပေးသွားအောင်ပါမို့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်The phrase I'm bad is used to express confidence or certainty about something. I'm bad speaking pattern လေးကိုယုံကြည်မှုဒါမှမဟုတ်သိချမှုကိုဖော်ပြဖို့အတွက်အသုံးပြုလို့ရှိပါတယ်ရှင်It can also be used to show that we agree with someone or that we think something is likely to happen. ကျမတို့ကတယောက်ယောက်နဲ့သဘောတူတယ်ဒါမှမဟုတ်တစ်ခုခုကဖြစ်နိုင်မှုရှိတယ်လို့ကျမတို့ထင်မြင်ကြောင်းကိုပြောချင်တဲ့အခါမှာလည်းအသုံးပြုလို့ရှိပါတယ်ရှင်In some cases, it can be used sarcastically to express doubt. တချို့ကိစ္စရပ်တွေမှာတော့တန်တရားကိုဖော်ပြဖို့အတွက်ရွယ်ဆောင်ပြီးထင်ငေါ်ပြီးသုံးလို့ရှိပါတယ်ရှင်။ I'm bad ရဲ့နောက်မှာတော့ clause လိုက်လို့ရှိပါတယ်။ပို့ပြီးရှင်းလင်းတော့အောင်ဥပမာစာကြောင်းလေးတွေကြည့်ကြရအောင်။ယုံကြည်မှုဒါမှမဟုတ်သိချမှုကိုဖော်ပြရတဲ့ပတ်သက်တဲ့ဥပမာစာကြောင်းလေးတွေကိုအရင်ကြည့်ကြရအောင်။ I'm bad it would rain tomorrow. မနေ့ပြန်မိုးရွာမယ်လို့ငါအသေးချာပြောနိုင်တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm bet she will win the competition. သူမပြိုင်ပွဲမှာနိုင်မယ်လို့ငါအသေးချာပြောနိုင်တယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm bet he forgot about the meeting. သူအစည်းအဝေးကိုမေ့နေမယ်လို့ငါအသေးချာပြောနိုင်တယ်။သဘောတူညီချက်ကိုပြသတာနဲ့ပတ်သက်တဲ့ဥပမာစာကြောင်းလေးတွေဆက်ပြီးကြည့်ကြရအောင်။ I'm bet you are tired after the long trip. ခီးရှည်သွားပြီးရဲ့နောက်မှာမင်းပင်ပန်းနေမယ်ဆိုတာငါသိတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm bet you are excited about the trip. မင်းခီးထွက်ဖို့စိတ်လှုပ်ရှားနေမယ်ဆိုတာငါသိတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm bet you are happy with the results. မင်းဒီရလဒ်တွေနဲ့ပတ်သက်ပြီးကျဉ်းနေမယ်ဆိုတာငါသိတယ်။ဖြစ်နိုင်ခြေကိုဖော်ပြရတဲ့ပတ်သက်တဲ့ဥပမာစာကြောင်းလေးတွေဆက်ပြီးကြည့်ကြရအောင်။ I'm bet it's going to be crowded at the mall. ဈေးဝယ်စင်တာမှာလူတွေအများကြီးဖြစ်နေမယ်ဆိုတာငါသိတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm bet the traffic will be bad during rush hour. ရုံးချိန်မှာရင်ကျောင်းပိတ်နေမယ်ဆိုတာငါသိတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I'm bet the movie will be sold out. ရုပ်ရှင်လက်မှတ်တွေကုန်သွားမယ်ဆိုတာငါသိတယ်။တန်တရားဖြစ်တာကိုထင်ခေါ်ပြောတာနဲ့ပတ်သက်ပြီးဥပမာစာကြောင်းလေးတွေဆက်ပြီးကြည့်ကြရအောင်။ I bet he did his homework on time. သူအိမ်စာကိုအချိန်မီလုပ်ပြီးခဲ့တယ်ဆိုတာငါသိတယ်။တရောတလို့ပြောတာဖြစ်ပါတယ်ရှင်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I bet she remembered to call you. သူမမင်းကိုဖုန်းဆက်ဖို့မမေ့ဘူးဆိုတာငါသိတယ်။ထိတ်ငေါ်ပြီးပြောတာဖြစ်ပါတယ်ရှင်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I bet they fixed the problem already. သူတို့ပြဿနာကိုဖြေရှင်းပြီးပြီဆိုတာငါသိတယ်။ထိတ်ငေါ်ပြီးပြောတာဖြစ်ပါတယ်ရှင်။တစုံတစ်ယောက်အပေါ်ယုံကြည်မှုကိုဖော်ပြရတဲ့ပတ်သက်တဲ့ဥပမာစာကြောင်းလေးတွေဆက်ပြီးကြည့်ကြရအောင်။ I bet you can do it. မင်းလုပ်နိုင်မယ်ဆိုတာငါသိတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I bet you will make a great leader. မင်းခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မယ်ဆိုတာငါသိတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I bet your first day exam with flying colors. မင်းစာမေးပွဲကိုဂုဏ်တုတွေနဲ့အောင်မယ်ဆိုတာငါသိတယ်။ခန့်မှန်းချက်တွေကိုဖော်ပြရတဲ့ပတ်သက်တဲ့ဥပမာစာကြောင်းလေးတွေဆက်ပြီးကြည့်ကြရအောင်။ I bet the new restaurant will be popular. စားသောက်ဆိုင်အသစ်ကလူကြိုက်များမယ်ဆိုတာငါသိတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I bet the team will win the championship. အသင်းကချန်ပီယံဆုရမယ်ဆိုတာငါသိတယ်။နောက်တစ်ကြောင်းကြည့်ကြရအောင်။ I bet the weather will be nice tomorrow. မနေ့ပြန်ရာသီဥတုတာရမယ်ဆိုတာငါသိတယ်။ I bet ရဲ့အသုံးပြုပုံလေးကိုပို့ပြီးမှတ်မိသွားအောင် recap အနေနဲ့ပြန်ကြည့်မယ်ဆိုရင် I bet speaking pattern လေးကိုယုံကြည်မှုဒါမှမဟုတ်သိချမှုတွေကိုဖော်ပြဖို့အတွက်အသုံးပြုလေးရှိပါတယ်ရှင်။ကျမတို့ကတယောက်ယောက်နဲ့သဘောတူတယ်ဒါမှမဟုတ်တစ်ခုခုကဖြစ်နိုင်မှုရှိတယ်လို့ကျမတို့ထင်မြင်တဲ့အကြောင်းကိုပြောချင်တဲ့အခါမှာလည်းအသုံးပြုလေးရှိပါတယ်ရှင်။ I bet ကိုယုံကြည်မှုဒါမှမဟုတ်ခန့်မှန်းချက်တွေကိုသတ်မှတ်ဖို့အတွက် I bet ရဲ့နောက်မှာ clause ကိုထားပြီးမကြာခဏသုံးလေးရှိပါတယ်ရှင်။တချို့ကိစ္စရပ်တွေမှာတော့တန်တရားကိုဖော်ပြဖို့အတွက်ရွယ်ဆောင်ပြီးထိငေါ်ပြီးသုံးလေးရှိပါသေးတယ်။ Expressing confidence ဒါမှမဟုတ်သိချမှုကိုဖော်ပြခြင်းနဲ့ဆိုရင် I bet it will rain tomorrow.
နက်ဖြန်မိုးရွာမယ်ဆိုတာငါသိတယ် Showing agreement သဘောတူညီကြောင်းပြသချင်တယ်ဆိုရင် I bet you are tired after the trip မင်းခီးကပြန်လာပြီးရဲ့နောက်ပင်ပန်းနေမယ်ဆိုတာငါသိတယ် Expressing likelihood ဖြစ်နိုင်ခြေကိုဖော်ပြချင်တယ်ဆိုရင် I bet the traffic will be bad ရင်ကြောပိတ်နေမယ်ဆိုတာငါသိတယ် Expressing sarcasm ဖိငေါ်ပြီးပြောချင်တယ်ဆိုရင်တော့ I bet he did his homework သူအိမ်စာလုပ်ပြီးပြီဆိုတာငါသိတယ်တဲ့ရောတလူလိုပြောတာဖြစ်ပါတယ် Expressing confidence in someone တစုံတစ်ယောက်အပေါ်ယုံကြည်မှုကိုဖော်ပြချင်တယ်ဆိုရင်တော့ I bet you can do it မင်းလုပ်နိုင်မယ်ဆိုတာငါသိတယ် Making predictions ကြိုတင်ခန့်မှန်းမှုတွေကိုပြုလုပ်တယ်ဆိုရင် I bet the team will win အသင်းကနိုင်မယ်ဆိုတာငါသိတယ်စသဖြင့်အသုံးပြုလို့ရှိပါတယ်ရှင်ဒီလောက်ဆိုရင်နားလည်ရှင်းလင်းသွားကြပြီလို့မျှော်လင့်ပါတယ်အားလုံးဆင်နေကြပါစေရှင်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ် bye